Hi အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပြောတိုင်းတက်ပုံရိုက်တဲ့သူပေါ့ဗျာကျွန်တော်ရိုက်တဲ့ပုံတွေကိုမသိတဲ့သူကတော့ခင်ဗျားများပေါ့ဗျာ So ကျွန်တော်ရိုက်ခဲ့တဲ့ပုံတွေကတော့ဒါပေမဲ့အခုနောက်ပိုင်းကျွန်တော်ပုံတွေမရိုက်ဖြစ်တော့ဘူးဗျာအဲ့ဒါနဲ့ကျွန်တော်လဲဘယ်လိုပုံရိုက်ရင်ကောင်းမလဲစဉ်းစားရင်နဲ့ဘာမှကောင်းတဲ့ထွက်မလားအဲ့လိုနဲ့ဟိုရှောက်ကြည့်တိရှောက်ကြည့်နဲ့ဟို I'm just kidding အဲ့လိုနဲ့ YouTube မှာအိမ်မှာနေရင်ဘာတွေရိုက်ရအောင်လဲနီးတွေကြီးမိတော့ product shoot တို့အကုန်အဆုံးပေါ့ဗျာအဲ့လိုနဲ့ Lego အယုတ်လေးတွေရိုက်ထားတာကိုတွေးမိတော့ကျွန်တော်အရင်ကရိုက်ထားတဲ့ Lego အယုတ်ပုံလေးတွေကိုတွားကြည့်မိတယ်ဗျာစားကတော့မစိုးဘူးပေါ့ဒါပေမဲ့ရိုးတယ်လို့ခံစားရတယ်ဗျအဲ့ဒါနဲ့ကျွန်တော်လဲ story line ပါညာတေချာစဉ်းစားပြီးတော့ရိုက်လိုက်တာပေါ့အဲ့လိုနဲ့ရိုက်လိုက်တော့ဒီလိုပုံလေးတွေတော့ထွက်လာတယ်ဗျအကြိုက်ဆုံးပုံတစ်ပုံကိုတေချာလေးရွေးပြီးကျွန်တော်သိတဲ့လောက်လေး edit ပြီးကျွန်တော်ရဲ့ presentation လေးရတော့ဒီလောက်ပါပဲအားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Peace